သူ့ကိုစောင့်နေလို့လည်းအပိုပဲဒီလိုစာကြမျိုးဆိုရင်ဘယ်လို English pattern တွေကိုစုံပေးရမလဲဆိုတော့ဒီနေ့ pattern လေးကကြတော့ there is no point in plaving ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့အပိုပဲကျိုးမရှိဘူးလို့အဓိပ္ပာယ်ရတာပေါ့နော် example အနေနဲ့တွေ့ကြည့်လိုက်ကြအောင်နော် There is no point in blaming yourself ကိုအပြစ်တင်နေလို့အကျိုးမရှိဘူး There is no point in blaming yourself There is no point in calling him သူ့ကိုဖုန်းခေါ်နေလို့လည်းအပိုပဲ There is no point in calling him There is no point in arguing with him သူနဲ့နေလို့လည်းအပိုပဲ There is no point in arguing with him There is no point in waiting for him သူ့ကိုစောင့်နေလို့လည်းအကျိုးမရှိဘူး There is no point in waiting for him There is no point in crying ငိုနေလည်းပိုပဲ There is no point in crying ဆိုတော့ဒီ pattern ကိုသုံးပြီးတော့ example တစ်ကြောင်းလောက် comment မှာရေးခဲ့ပေးနော်ဒီလို10 minute တည်းနဲ့အကျိုးရှိတဲ့ video တွေကိုလေ့လာခြင်းဆိုရင်လည်းအခုကောင်လေးကို like and follow လုပ်ပေးကြပါဦးနော်ဒါဆို see you bye bye